Cristiano Ronaldo အနေနဲ့သောကြာနေ့တုန်းကသူ့ရဲ့ Instagram အကောင့်ကနေပြီးတော့လာမယ့် Esport World Cup မှာ Global Ambassador အနေနဲ့ပါဝင်သွားမယ်ဆိုပြီးတော့ကြေညာထားတာကိုတွေ့ရပါတယ်။ထပ်ပြီးတော့ပေါ်တူဂီတိုင်းအနေနဲ့ကျွန်တော်အနေနဲ့ဒီ Esport World Cup မှာ Global Brand Ambassador အနေနဲ့ပါဝင်ခွင့်ရတာအရန်ဂုဏ်ယူမိပါတယ်။အားကစားဆိုတာကအမြဲတမ်းတိုးတက်ပြောင်းလဲနေတဲ့အရာတစ်ခုပါ။ Esport ကအမြဲတမ်းခြေတလန်းသာလေးရှိပါတယ်။ Esport player တွေမှာတွေ့ရတဲ့စိတ်ဓာတ်ပြင်းထန်မှုတွေပြန်ဆိုင်မှုပြင်းထန်မှုတွေဆိုတာကလည်းကျွန်တော်ကွင်းထဲမှာကြုံတွေ့နေရတဲ့အရာတွေနဲ့ဘာမှကွဲပြားမှုမရှိပါဘူး။ကျွန်တော်အနေနဲ့ဒီလို Global Event မှာပါဝင်ရလို့ကျွန်တော်အရန်ကိုဂုဏ်ယူမိပါတယ်လို့ပြောကြားသွားခဲ့ပါတယ်။ Saudi မှာလက်ခံကျင်းပမယ် Esport World Cup ပြိုင်ပွဲမှာ Mobile Legends MSC ပွဲလည်းပါဝင်ပါတယ်။ MSC ကိုတော့မြန်မာနိုင်ငံကကိုစားပြုအသင်းအနေနဲ့ MSL မြန်မာလိမှာကျွန်တော်တို့အနိုင်ရရှိထားတဲ့မသစ်စီကနေပြီးတော့ပါဝင်ရှင်ပြိုင်သွားမှာပါ။မသစ်စီအသင်းဆိုတာကလည်းနိုင်ရင်အောင်မှာပဲတဆူဆူနဲ့အောင်ပွဲခံလေးရှိတဲ့ Ronaldo fan တွေစုထားတဲ့အသင်းတစ်သင်းဖြစ်တာကြောင့်ဒီ Ronaldo Esport World Cup ပြိုင်ပွဲမှာရောက်ရှိလာမှုကလည်းသူတို့အတွက်တော့ပျော်ရွှင်စရာအခိုက်အတန့်ကြီးတစ်ခုဖြစ်လာမယ်ဆိုတာသိကြပါပဲ။ဒါမျိုး Mobile Legends နဲ့ပတ်သက်တဲ့ဗီဒီယိုတွေဘောလုံးလောကနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးတော့နားထောင်ကြနေဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်။